မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာမိတ်ဆွေတနင်္လာသားသမီးတွေအားလုံး2026ခုနှစ်8လပိုင်းဩဂတ်လအတွက်တလစာကညမာဟောစတန်းကိုဆရာကဟောကြားပေးမှဖြစ်တဲ့အတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဘေးပရာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးဘယ်ကနေကြည့်နေရလဲဆရာကိုကောမန့်လေးရေးပေးသွားကြပါဦးခင်ဗျโอเคစလိုက်ရအောင်2026ခုနှစ်ရှစ်လပိုင်းဩဂတ်လကာလဩဂတ်လအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေရဲ့ကံကိုဥစွာဆရာတို့တားတော့နဲ့ဥစွာဆွဲကြည့်ပါဦးမယ်မိတ်ဆွေတနင်္လာသားသမီးတွေရဲ့ရင်ထဲမှာလက်ရှိမှာဖုံးကြီးကတ်ကြတယ်မိတ်ဆွေတို့ရဲ့ရင်ထဲမှာပတ်စံမရှိခြင်းနေပါစေကြောပူတာခံနိုင်တယ်နားပူတာမခံနိုင်ဘူးဆိုတဲ့စိတ်မျိုးတွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာ PO1 ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေဖြစ်ပေါ်နေသောကာလမျိုးဖြစ်ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့စိတ်ချုပ်စရာလေးတွေကိုမကြုံကျင်ဘဲနဲ့ရင်ထဲမှာအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့ရန်သူကိုယ်တော်အလံဖြူပြခြင်းနေသောကာလပိုင်းခြားဖြစ်ပြီးတော့မိတ်ဆွေတနင်္လာသားသမီးများဖို့ဘာကိုမဆိုမှန်ပါတယ်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေကိုချစ်တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုဘာသာတရားလေးပုံမှုအားထုတ်ကြိုးစားပြီးတော့လှုပ်ဆောင်ခြင်းအပြင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောလာတလားဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတနင်္လာသားသမီးတွေကလက်ရှိကာလအတိုင်းမှာကံရဆိုရင်တော့မိတ်ဆွေတနင်္လာသားသမီးတွေကကံဟာကောင်းတဲ့ပတ်မှာများရောက်ရှိနေပြီးတဲ့အခါစူးစမ်းရင်စူးစမ်းတဲ့လောက်ရရှိမဲ့ကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့ဒီလဟာဘာကိုမဆိုချစ်တူဆောင်ရလှုပ်ဆောင်ခြင်းတွေအားသာကောင်းမှုတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပြီးတော့မိတ်ဆွေတို့90လောက်စူးစမ်းရင်ကို90လောက်ကကံတရားကမိတ်ဆွေဘက်မှာရှိနေတဲ့အတွက်ဘာကိုမဆိုချစ်တူဆောင်ရလှုပ်ဆောင်ခြင်းအပြင်ကံရဲ့အားသာတိုးတက်မှုတွေရရှိပါလိမ့်မယ်စားတော့လုပ်ငန်းတွေအကျိုးပေးပါတယ်စတင်လှုပ်ဆောင်လို့တဲ့အလုပ်တွေချစ်တူဆောင်ရလှုပ်ဆောင်မှာစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေငွေကြီးနဲ့ပတ်သက်တာမျိုးလေးတွေချစ်တူဆောင်ရဥဆောင်တာမျိုးစက်တူလုပ်ငန်းတွေစံစီစေးစားတော့ကုန်နဲ့ပတ်သက်တာမျိုးတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်တာမျိုးတွေ OH ရှမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးပြောင်းတာမျိုးရောင်းတာမျိုးဝယ်တာမျိုးစောက်တာမျိုးတွေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလဟာအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီရရှိတာမျိုးတွေဆွေမျိုးသားချင်းမိတ်ဆွေပေါင်းတင်တွေရဲ့အထောက်ပံ့အကူအညီတွေရရှိတတ်သောလဖြစ်ပြီးတော့ချစ်တို့ဆောင်ရလှုပ်ဆောင်လို့ရှိရင်ဘာကိုမဆိုအားသာကောင်းမှုပြီးတော့ကိုပိုင်လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးလေးတွေရှေ့တိုးပြီးတော့အားပြုတာမျိုးတွေကံကောင်းစီမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေကျမကြီးနဲ့ပတ်သက်လာရင်မိတ်ဆွေတနင်္လာသားသမီးတွေဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမကြီးနဲ့ပတ်သက်လာတဲ့အခါငကိုကယောဂဟောင်းဝေဒနာဟောင်းတွေပြန်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငကိုကယောဂအခြေခံရှိတဲ့မိတ်ဆွေများအထူးသတိထားဆင်ခြင်သင့်သောကာလပိုင်းခြားဖြစ်ပြီးတော့လေနဲ့ပတ်သက်သောအရာတွေဝါယောနဲ့ပတ်သက်သောအရာတွေအစာအိမ်တို့လေချောင်းတို့လေထိုးတာမျိုးလေအောင်တာမျိုးလေပူထတာမျိုးအဆရှိတာနဲ့ပတ်သက်လို့သတိထားဆင်ခြင်ရမယ်လားဖြစ်ကြောင်းတနင်္လာသားသမီးမိတ်ဆွေတွေအတွက်ပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတနင်္လာသားသမီးတွေအသက်အားဖြင့်48အထက်မိတ်ဆွေတနင်္လာသားသမီးတွေမှာကျမကြီးနဲ့ပတ်သက်လာရင်ညာအိမ်မပြောတာမျိုးတွေတွေးတိုးတွေးတတ်တွေသတိထားဆင်ခြင်ရမယ်လားဖြစ်ကြောင်းလည်းထပ်မံသတိပေးလိုက်ပါရစေခင်ဗျာကောင်းပြီမိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်ပညာရေးနဲ့ပတ်သက်လာရင်ညံ့ပါလေခင်ဗျပညာရေးနဲ့ပတ်သက်လာရင်ကိုလေ့လာနေရတာတစ်ခုဝါသနာကတစ်ခုသင်ယူနေရတာတစ်ခုဆိုပြီးတော့နှစ်ခုဖြစ်နေတာမျိုးတွေပညာရေးနဲ့ပတ်သက်ရင်ဘာကိုလုပ်အမှန်မသိတာမျိုးစိတ်မပြောနေတာမျိုးဖြစ်တော့လာဖြစ်ပြီးတော့အခါမိဟောင်းဆွေဟောင်းပြဿနာဟောင်းတွေယောဂဟောင်းတွေဝေဒနာဟောင်းတွေနဲ့ပတ်သက်လို့ပြန်ပြီးတော့အသစ်ဖြစ်တာမျိုးတွေစိတ်ရှုပ်စရာလေးတွေကြုံရတဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အဟောင်းတွေဆိုလို့ရှိရင်ရီစားဟောင်းချစ်သူဟောင်းဘာအဟောင်းမှမကောင်းမင်းနဲ့မိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာတော့စက်ပစ္စည်းစုပ်တွေအဟောင်းတွေအပြတ်တွေရှိလို့ရှိရင်ရက်တက်နေတော့နိုင်ရှိရင်တော့အသစ်လဲလိုက်တာမျိုးဓာတ်ခဲလဲလိုက်တာမျိုးအိုးစုပ်အိုးပဲ့အဆုပ်တွေမှန်သမျှကိုဖယ်ရှားလိုက်ပါကမိတ်ဆွေတို့ရဲ့အိမ်တွင်းရေးပြဿနာအဲ့ဒီရဲ့စိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေဟာပါတဲ့ပါသွားမှာအသေးကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်အထူးသဖြင့်အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးရည်ဒီလတာတော်တွေမှာဆိုရင် passport လုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားမှုဆိုင်ရာလုပ်ငန်းတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆိုင်ရာလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာတွေရှေ့တိုးဆိုင်ရာလှုပ်ဆောင်မှာဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးတွေရှေ့တိုးဆောင်ရဦးဆောင်တာမျိုးတွေအမိခံဆိုင်ဘုတ်တင်ခြင်းတရားဇိုင်းဖွဲ့ခြင်းတွေရှေ့တိုးအောင်မြင်အားသာပြီးတော့ကန်ရရဲ့အထောက်ပံ့ကိုများစွာရရှိမဲ့ကာလဖြစ်ပါတယ်အထည်အလိပ်လုပ်ငန်းတွေအကျိုးပေးပါတယ် online social media နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလအပိုင်းခြားဖြစ်ပြီးတော့ဘာကိုမဆိုတော့လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်အတိုက်ခိုက်တွေတော့ဘယ်နေရာမဆိုပေါ်တက်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ယင်းတို့စက်ပစ္စည်းတို့အသစ်ဝင်တာမျိုးတွေတန်ဖိုးရှိတဲ့အရာတွေမင်းဆိုးပန်းတာတစိုးလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်သောလာဖြစ်ပါတယ်ခင်ဗျာနေရာမြေယာထိုင်ခင်းနဲ့ပတ်သက်လာရင်အသစ်ဆောက်ပါငကိုကကြန့်ကြာနေတဲ့မိတ်ဆွေများစောက်လက်စတန်းလက်မပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများအတိုက်အခိုက်တွေဝင်တတ်တဲ့အတွက်မိတ်ဆွေတို့ရဲ့အိမ်တွင်းဝိုင်းတွင်းမှာလုပ်ငန်းတွေမှာရုတ်တရက်ကံညံ့လာပြီဆိုရင်တော့ဒါဟာမကောင်းတဲ့အတတ်ပညာတွေတိုက်ခိုက်တွေပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့သတိထားစီနေပြရန်လိုအပ်ပါတယ်ငကိုကယာရုတိုးဖို့ယာရုတက်ဖို့ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမွန်သောကာလပိုင်းခြားဖြစ်ပြီးတော့ယာရုတိုးခြင်းယာရုတက်ခြင်းနဲ့ကံရရဲ့အထောက်ပံ့တွေကိုများရရှိမဲ့လာအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့
လက်စစ်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေအစ်စ်ဝင်လာတာမျိုးတွေဖုန်းတို့ဆိုင်ကဲတို့ကားတို့အဆရှိတဲ့အရာတွေဆိုလာတို့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့ငကိုကသာသမီမရရှိသူတွေသာသမီရရှိတာမျိုးတွေအထောက်ပံ့ရရှိတာမျိုးတွေကျုံကတက်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်ယာရုတိုးတာမျိုးတွေယာရုတက်တာမျိုးတွေအထောက်ပံ့များများရရှိမဲ့လအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီထောက်ပံ့ကိုရရှိမဲ့အလားအပတ်တာလည်းဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေနေခြားလူမျိုးခြားတိုင်းတစ်ပါးနဲ့ပတ်သက်လာရင်ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့ရှေ့တို့လိုလည်းရသောကာလဖြစ်ပါတယ်အမှုကိစ္စဖြစ်နေသူတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတဲ့အခါစတင်လှုပ်ဆောင်မဲ့မိတ်ဆွေများကတော့ရှေ့တို့ဆောင်ရလို့ကောင်းပါတယ်သို့တော့အမှုဟောင်းတွေပြဿနာဟောင်းတွေကိုတော့ပြန်ပြီးတော့အသစ်စတင်တာမျိုးလေးတွေမကောင်းတဲ့အတွက်ကြောင့်ဒါလေးတွေကိုတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်။ငါကရက်တက်နေသောအလုပ်တွေကြံ့ကြာနေသောအလုပ်တွေမပြီးမပြတ်ဖြစ်နေသောအလုပ်တွေကိုရှေ့တို့ဆောင်ရွက်ရှင်းသက်စာလို့ရှိရင်အသစ်စတင်လုပ်တာမျိုး creation လုပ်တာမျိုးတွေအနာဂတ်ကိုစဉ်းစားတွေးခေါ်ပြီးတော့ဘာလို့မဆိုရေရှည်လောင်းတိုင်းနဲ့လုပ်တာမျိုးဟာအကျိုးပေးပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်။အိမ်လူကြီးနဲ့ပတ်သက်လို့မိသားစုကြီးနဲ့ပတ်သက်လာရင်စိတ်ရှုပ်စရာလေးတွေနားလည်မှုလွဲတာမျိုးတွေမိသားစုဝင်တွေတဦးနဲ့တယောက်နဲ့တယောက်ပြဿနာစကားလေးတွေစုံရတာမျိုးတွေမျက်နှာရှင်းဆိုင်ရင်ကိုနားလည်မှုတွေအားနည်းတာမျိုးမိသားစုနဲ့ပတ်သက်လာရင်ကိုကလှုပ်ပြီးသလားကိုယ့်အပေါ်မှာအကောင်းမမြင်တတ်သောကာလကိုကချစ်တိုးပြီးတော့ကူညီပြီးတော့တွေးပြီးသလားကိုယ့်အပေါ်မှာကိုကစေတနာနဲ့တွေးခါမှာပြောဆိုခါမှာဝေဒနာတွေဖြစ်သွားတာမျိုးတွေနားလည်မှုလွဲတာမျိုးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုကိစ္စတွေမှာအပြင်မရောက်တာအကောင်းဆုံးဖြစ်ပြီးတော့အိမ်တွင်းရေးကိစ္စအတွင်းမိကိုအပြင်ရောက်တဲ့အခါမှာပြဿနာတွေဟာမလူလားပဲနဲ့ကြီးကြီးကျယ်ကျယ်လေးတွေချုပ်ထွေးသွားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အတွင်းမိကိုအပြင်မရောက်ဖို့တတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိမိရဲ့မိသားစုအိမ်တွင်းရေးနဲ့ပတ်သက်လာလို့ရှိရင်တနင်္လာသားသမီးတွေကဒီလဟာအပြင်ကိုမရောက်စီပြည့်နဲ့မိတ်ဆွေပေါင်းတဲ့နေ့ကိုတိုင်ပင်လိုက်ခါမှာဆွမ်းလာလို့ပေါ့ငွေပါလဲစုံသားလဲဆုံးဖြစ်တတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်လူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်ရှစ်သူရီစာအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့ရှစ်သူရီစာမိမိရှစ်သောမျက်နှာတော်သူကိုဘာကြောင့်တုံဆိုင်နေတာတော့ရှစ်တိုးပြီးတော့ပြောဆိုလိုက်ပါရီစာလဲရအိမ်အောင်လက်ကြဖြစ်တတ်တဲ့အတွက်တော့စုပ်ကောဆန်းကောအားသာနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဝါတွင်းကြီးမလို့အိမ်အောင်ပြုတာကိုတော့မိတ်ဆွေတို့ဝါလေးထွက်မှသာအိမ်အောင်ပြုဖို့လိုအပ်ပြီးတဲ့အခါငါကအဆက်အသွယ်ပြတ်နေတော့အရှိရေးတွေပြန်လဲအစင်ပြေတာမျိုးတွေအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများအဖို့ရီးစားမရှိသောမိတ်ဆွေများဖူးစာရှင်ပေါ်တာမျိုးတွေမိမိတို့ရဲ့အိမ်အောင်ဘက်ကိုခရီးသွားကမှသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ဖူးစာဘက်တွေပေါ်လာတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့သမီးစားများအနေနဲ့ကတော့မထင်မဖက်နဲ့အိမ်အောင်ကြတာမျိုးတွေမဖြစ်မနေယူလိုက်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့အနေနဲ့ကံကောင်းနေဆိုရင်ယူကြကံမကောင်းဆရာလို့လူပြိုကလေးနေကြပါတော့ကောင်းပြီဆိုတော့ဒီလာတာတော့တည်းမှာမကောင်းတဲ့နေပြောခံရတာမျိုးတွေမဟုတ်မဟတ်တွေပြောဆိုခံရတာမျိုးလေးတွေတပုတ်လေလူပြောဆိုခံရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့ရဲ့ပြီးခဲ့ပြီးသားကိစ္စဖြစ်ခဲ့ပြီးသားကိစ္စဒဏ်ရာဟောင်းဝေဒနာဟောင်းကိုပြန်လဲအစပေါ်တာမျိုးလေးတွေမဟုတ်မဟတ်ပြောဆိုတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီလိုပြောဆိုလာတဲ့အခါမှာလေလိုက်လံရှင်းနေတာမျိုးဟာအားနည်းစီပြီးတဲ့အခါရှင်းလေရှုပ်လေဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာဖြစ်ဖြစ်တုံးခဲဆိုပြီးတော့ဂယုမဆိုင်ပဲနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုသာရှေ့တူဆောင်ရလှုပ်ဆောင်လို့အားသာကောင်းမှုတူတတ်သောကာလပိုင်းရှားဖြစ်ပါတယ်ဖြစ်နိုင်ရင်မိသားစုကိစ္စတွေအိမ်တွင်းရေးကိစ္စလေးတွေမှာတတ်နိုင်ဆုံးကိုကူညီပေးနိုင်တာမျိုးလုပ်ပေးနိုင်တာမျိုးလုပ်ပေးပြီးတော့ဝင်မပါတာအကောင်းဆုံးဖြစ်ပြီးတော့ဝင်ပါရင်ကိုယ့်အပေါ်မှာအမြင်ဆောင်တာမျိုးနားလည်မှုဆောင်တာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိဟောင်းဆွေဟောင်းအဟောင်းနဲ့ပတ်သက်လာရင်အားလုံးညံ့ပါတယ်သတိထားစိတ်နေပေးရလိုအပ်ပါတယ်ထို့အပြင်ဒီလတာတော်တို့မှာဆိုရင်ရွှေထွက်တာမျိုးတွေရွှေဝင်တာမျိုးတွေကြုံရတတ်တယ်လို့လူဝင်တာမျိုးတွေလူထွက်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိမိရဲ့မိသားစုအတွင်းမှာကျမ်းမာရေးညံ့နေတာမျိုးငွေကြေးနဲ့ပတ်သက်လို့အရင်ခက်ခဲလာရင်တော့သိကြတယ်ရွှေဝင်ထားသလားလူဝင်ထားသလားဒီလိုမျိုးလေးတွေဝင်ထားလားသတိပြုဆင်ခြင်ပြီးတဲ့အခါအဲ့ဒီလိုမျိုးတွေညံ့နေပြီဆိုရင်တော့ဖြင့်မိတ်ဆွေတနင်္လာသားသမီးတွေကိုတိုင်ပဲဖြစ်စေမိတ်ဆွေအိမ်အတွင်းမှာဂျာပရိသသမီးတို့တနင်္လာသားသမီးတို့တဦးတယောက်ပါတဲ့အခါရှင်နှချောင်းညာအိတ်ထွက်လိုက်တာမျိုးလေးတွေလောက်လိုက်ပါဒါဆိုရင်ကံကောင်းပါတယ်ထို့အတူပဲဆွမ်းနာလို့လူဝင်မှမဟုတ်ရွှေဝင်မှမဟုတ်ခွေးဝင်ထားတာမျိုးရှင်နှချောင်းအဝင်မတော်တဲ့အခါမိတ်ဆွေတို့ရဲ့မိသားစုတွင်မှာကျမ်းမာရေးညံ့လာတာမျိုးသို့မဟုတ်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တစားနဲ့တစားတစ်ခုနဲ့တစ်ခုဒါဘာလို့လို့အခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောလှဖြစ်ပြီးတော့သတိပြုဆင်ခြင်ရန်အတွက်တော့များများလိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတနင်္လာသားသမီးတွေကဒီလတာတော်တွေမှာဆိုမကောင်းတဲ့ပြောခံရတာမျိုးတွေအစိုးအညံ့တွေမဟုတ်မဟတ်တွေပြောဆိုခံရရင်အခုရေတရားလေးကိုလှုပ်လိုက်ပါခင်ဗျဆရာတို့ဈေးမှာဂျင်းတက်ကြီးကြီးလေးတစ်ခုသွားဝယ်လိုက်ဝယ်ပြီးတဲ့အခါပကံများပေါ်မှာဂျင်းတက်လေးတစ်ခုကိုတင်ပြီးတော့အဲ့ဒီဝယ်ထားတဲ့ဂျင်းတက်လေးကိုတင်ပြီးတော့ဆွမ်းနာလို့ပေါ့မိတ်ဆွေရဲ့အမြင့်တနေရာမှာဖြစ်စေအခန်းအတွင်းမှာဖြစ်စေတင့်တော်တဲ့နေရာမှာဂျင်းတက်လေးပေါ်မှာဖျောင်းနိုင်လေးတိုင်းတင်ပြီးထွင်းပါခင်ဗျဒါဆိုရင်မိမိတို့ဟုတ်ရွေဖြစ်စေမဟုတ်ရွေဖြစ်စေမကောင်းတဲ့ပြောခံနေရတာမျိုးတွေအများနဲ့ပတ်သက်ရင်ဝေဖန်တိုက်ခိုက်တာမျိုးတွေပျောက်သွားတတ်တဲ့အတွက်ကြောင့်မလို့ဂျင်းထဲတာတွေပျောက်အောင်လို့ဂျင်းတက်ကလေးကိုမိတ်ဆွေတို့ရဲ့ပကံများတစ်ချက်ပဲပေါ်မှာဈေးတွေကနေဝယ်ပြီးအဲ့ဒီဂျင်းတက်ပေါ်မှာဖျောင်းနိုင်တင်ထွင်းခြင်းအပြင်မကောင်းတဲ့သတင်းရောကောင်းတဲ့ဆိုးတဲ့သတင်းတွေဟုတ်တာကောမဟုတ်တာကောဂျင်းထဲတာတွေအားလုံးပျောက်သွားပါလိမ့်မယ်
ဆရာကြီးဗနေရထွင်းရမှာလဲဆိုရင်တော့မပြောင်မရှင်းထွင်းဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီလတာတော်တွေမှာတတိထားစီနေရမယ်လုပ်ငန်းလေးတွေကိုဆက်လက်ဖော်ပြပေးပါစီဒီလတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့တတိထားစီနေပေးရမှာတော့လုပ်ငန်းဟောင်းလုပ်ဟောင်းနဲ့ပတ်သက်လို့ညံ့ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာတောက်ကြရက်တို့ကျဆာပရိယတ်တို့မှာသတိပြုဆင်ခြင်ပြီးတော့ပြောဆိုပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီထို့အပြင်မိတ်ဆွေတို့ဒီကာလအတော်တို့မှာအများနဲ့ပတ်သက်တာမျိုးဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေအားနေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်လည်းဖြစ်ရှင်တာနဲ့ဖြစ်နေတာနဲ့တခြားစီဖြစ်နေတာမျိုးစိတ်မပါမပြောမရွှင်ဖြစ်နေတာမျိုးတွေကြုံရတတ်တဲ့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်ဒီချစ်လာပိုင်းဆိုတဲ့ကာလအတွင်းမှာဗုဒ္ဓဘုရားဥဒသမီးတွေဘာကိုလှုပ်စွမ်းနာလို့ပေါ့အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးလေးတွေမျက်နှာမူပြီးလှုပ်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့တတိထားဆင်ခြင်ပေးရမယ်ဒီနေ့ကနေတော့အယောင်ကြံခဲ့တတိထားဆင်ခြင်ပေးရမယ်အယောင်အနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်တို့လိမ်မော်ရောင်တို့ကိုတတိထားဝတ်ဆင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလတာတော်တွေမှာမိတ်ဆွေတနင်္လာသားသမီးတွေအနေနဲ့အရှိဆူဆူရက်တို့မိတ်ဆွေတို့အနေနဲ့အရှိတောင်တောင်ရက်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့စနေသားသမီးတို့အင်္ဂါသားသမီးတို့နဲ့တွဲဖက်လုပ်တာမျိုးဟာကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအခေယာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍတို့ခုနှစ်ကဏ္ဍတို့မိတ်ဆွေတို့အနေနဲ့၆ကဏ္ဍတို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီသောလာဖြစ်ပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အဖြူရောင်ငွေမင်းရောင်ညီညိုရောင်တွေဟာမိတ်ဆွေတို့ကကံကိုကောင်းမွန်ပြီးတော့တိုးတက်နိုင်သောလာဖြစ်ပါတယ်ခင်ဗျာအဋိဌံပြုလို့တဲ့ဆရာငယ်မိတ်ဆွေများဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်တော့တနင်္လာသားသမီးမိတ်ဆွေများအဋိဌံများများပြုလုပ်တာမျိုးအဋိဌံများများဝင်တာမျိုးဗဇက်ကဖရာလက်ကကာယဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့ဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမတိုးရှဲလှုပ်ဆောင်ကမှတော်ကကြမယ်လားဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတနင်္လာသားသမီးတွေအနေနဲ့ဘာကိုမဆိုတုံဆိုင်တွေးဝေနေတာမျိုးတွေအတွေးလွန်တာမျိုးလေးတွေဖြစ်နိုင်လို့ရှိရင်မဖြစ်ဘဲနဲ့ဘာကိုဖြစ်စိတ်ထဲမှာစက္ကနဲ့ပေါ်လာရင်ဝုန်းကနေတိုင်းကနေလှုပ်လိုက်တာမျိုးတွေတခုခုဆိုငါစင်းစရာတွေတခုခုဆိုလွဲနေပြီလားမသိဘူးဒီလိုလေးတော့ထင်တယ်ဆိုတာမျိုးလေးတွေကိုလက်တွေ့ကြတုံဆိုင်တွေဝင်နေတယ်နဲ့ချက်ချင်းထလှုပ်လိုက်တာမျိုးဥပမာပေါ့တူတယောက်ပေါ်မှာတန်ရရှိနေလို့ရှင်ထပြီးတော့ချက်ချင်းကြည့်လိုက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုအထောက်ခံကောင်းတွေရရှိပြီးတော့အဆောင်ရှောက်ကောင်းပထမဆက်ကောင်းတွေရဲ့အကူအညီတွေမမြင်ရသောပုံကိုယ်သူပုံကိုယ်မြတ်တွေရဲ့အဆောင်ရှောက်ထောက်ပံ့တွေရရှိတတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချက်ကလေးတွေကိုသတိထားလေးထားပြီးတော့မိမိတို့လိုအပ်ချက်လေးတွေကိုသုံးသပ်စီလိုပါတယ်ခင်ဗျဒါအပြင်အမွေကိစ္စလေးတွေအတတ်နိုင်ဆုံးသတိပြုစီနေပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိသားစုဆွေမျိုးသားချင်းပါဝင်နေတဲ့ပတ်သက်ပြီးတော့ပြဿနာအတိုက်ခိုက်လေးတွေပေါ်တာမျိုးတွေမကောင်းတဲ့အတတ်ပညာဆုံးတိုက်တို့နတ်တိုက်တို့တတ်တိုက်လေးတွေကိုသတိထားစီနေပေးရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ကိုအယောင်းထွက်စီဖို့အတွက်ဆိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမေမျိုးပန်းလေးခုနှစ်ညွန့်နဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်အောင်ဆူတောင်းလိုက်ပါကအယောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်ခင်ဗျမိတ်ဆွေတို့ဒီလတာတော်တွေမှာဆက်ဆက်ရအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာလိုရာကိစ္စကိုမပြောဆိုမဆောင်ရွက်မီမှာမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ဖို့အတွက်ဆိုရင်မိမိတို့ရဲ့အင်္ဂါမြတ်စွာဘုရားမှာအမွှေးနံ့တာလေးယတနာသုံးပါးကိုအာရုံပြုပြီးတော့အမွှေးနံ့တာလေး၃ချိန်တိတိဆွဖြန်းပြီးတော့လိုရာကိစ္စကိုပြောဆိုဆူတောင်းခြင်းအပြင်အစဉ်ပြေအောင်မြင်သွားမှာအသေးချာပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရအစဉ်ပြေစီပြီးတော့ငွေကြေးကံအားကောင်းစေရန်ပြုလုပ်ရမယ်ရေရာမပြောမိမှာဇာငင်နာမှာပြီးနေမေးချင်ရင်ခွန်90 290 416 790290416မှာဖြစ်စေWhatsApp Telegram မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်တယ်လို့ဇာငင်နာမှာခွန်90 290 416Viber မှာဖြစ်စေ Telegram မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာ TikTok Messenger ကနေလည်းအဲ့တဲ့လက်မခံပါဘူးဒါအပြင်ဆရာနောက်တစ်လုံးရှိပါသေးတယ် Viber 963505052ဖြစ်ပါတယ်ဒီနှလုံးဟန်လွယ်ရင် channel ဖုန်းတွေမှာလက်မခံကြောင်းနဲ့အဲ့ဒီလိုလုံလာပြီဆိုရင်တော့လိမ်ပြီဆိုတဲ့အကြောင်းနဲ့အခုနောက်ပိုင်းဆရာငယ်နာမည်နဲ့လိမ်ခံနေရတာတွေ့လို့သတိထားပါလို့ဆိုတဲ့အကြောင်းနဲ့ဆရာငယ်ပြည်နယ် Facebook page မှာလည်းဆရာအခုလိုရုပ်ချောလေးနဲ့ live လွှင့်နေမှာဒါဆရာငယ်အစ်စ်ဖြစ်ကြောင်းပြောရင်းနဲ့ကဲမိတ်ဆွေတနင်္လာသားသမီးတွေဒီချစ်လာပိုင်းဆိုတဲ့ကာလအတွင်းမှာအဋိဌံပြုလို့တဲ့ဆရာမိတ်ဆွေတနင်္လာသားသမီးများအနေနဲ့အဋိဌံပြုလို့တပါဆိုရင်တော့နမောတတဘဂဝတောရဟတောတမန်တမောတတဆိုတော့ဂုံတော်ပတိကိုတနေ့ကိုနှစ်ပတ်နှုံးနဲ့9ရက်တိတိအဋိဌံပြုလိုက်ပါကအခက်အခဲတွေလွတ်မြောက်ပြီးတော့အစဉ်ပြေသွားမှာအတိအကျပဲဖြစ်တယ်ခင်ဗျအဆက်ဆက်ရအစဉ်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျဒီရှစ်လပိုင်းတွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းထွက်စီဖို့အတွက်ဖြစ်စီမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အဆက်ဆက်ရအစဉ်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်အမြင့်တနေရာမှာပဲလုပ်လို့ရတယ်ဖျားเจ้าဆောင်ပေါ်မှာမလုပ်လဲရတယ်အဲ့ဒါကဘာလဲဆိုတော့ဆရာတို့လစ်ပိုပလင်းတစ်လုံးပေါ်မှာဆွမ်းနာလို့ပေါ့ဖျောင်းနိုင်လေးတစ်တိုင်းထွင်းမှာဒါပြီးတဲ့အခါ6ရက်တီတီတစ်နေ့ကိုတစ်တိုင်းပဲထွင်း2တိုင်းပဲထွင်းနေ6ရက်တီတီထွင်းရပါမယ်ဒါပြီးတဲ့အခါလစ်ပိုပလင်းပေါ်မှာစာရွက်ကလေးနဲ့လာပန်းလို့ရေးပြီးတော့ကတ်ထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့နေ့စဉ်နေ့တိုင်းငွေဝင်ဖို့ဆူတောင်းမှာငွေဝင်ပါတယ်ဆရာနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်ဆရာတို့ဓာတ်ရှာတာကြည့်ကြည့်လိုက်လစ်ပိုပလင်းပေါ်မှာလစ်ပို459လာပန်းဆိုပြီးတော့ရေးပြီးတော့စာရွက်လေးနဲ့ကတ်လိုက်ပါလစ်ပိုပလင်းပေါ်မှာလာပန်းလို့ရေးပြီးကတ်လိုက်ပါဒါပြီးတဲ့အခါဖျောင်းဆိုတာ6ဖြစ်ပါတယ်ဖျောင်းတိုင်းလေးတစ်တိုင်းကိုနော်တင်ပြီးတော့မိတ်ဆွေတို့ရဲ့ဈေးဆိုင်အမြင့်တနေရာမှာထွင်းပါ
9ရက်တီတီထွင်းပါခင်ဗျာဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြေးကံအားကောင်းစေပြီးအဆင်ပြေပါတယ်နောက်ဆုံးတစ်ခါပြန်ပြောပြပါမယ်လွယ်မစိုးလို့လေပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပြီးတော့ကတ်ပြီးတဲ့အခါဖျောင်းနိုင်လေးတစ်တိုင်းကိုထွင်းပြီးတော့ငွေကြေးအဆင်ပြေကိုစူတောင်း9ရက်တီတီထွင်းပါခင်ဗျာလေပိုလာဗန်ဖျောင်းဓာတ်ကြပြီးတော့မိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့ငွေကြေးတွေအားလုံးအဆင်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတနင်္လာသားသမီးတွေအားလုံးအဆက်ဆက်ရရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့8လပိုင်းတွင်မှာကံကောင်းကြပါစေလို့ဆုတောင်းထောပနာမေတ္တာပြုရင်းနဲ့ကဲမိတ်ဆွေတို့နောက်ဗီဒီယိုမှာပြန်ဆုံအောင်ခင်ဗျကျေးဇူးတင်ပါတယ်